2021 ခုနှစ်သစ်မင်္ဂလာဗုဒ္ဓခြေတော်ရာဆုတောင်းလွှာသူချမ်းသာဆောင်မကြောက်အောင်ရွယ်စောက်ရှောက်ကဲ၍ဖွယ်ရာချမ်းရန်လူဒါနံကြောင့်ဝန်းရံပါလျက်ရာရှိခွဲဖြင့်မြချေပုံတောင်းအကိုဆောင်၍ထောင်ပေါင်းအကန့်ရှင်းသက်ပြတ်သာခြေတော်ဘဝ၌ကြီးမားတေဇောစက်တော်ယရနာလက္ခဏာဖြင့်မကွာခါစားထံတော်ပါဝေမြတ်သောအချမ်းအယံရှိတော်မူပါသောမြတ်စွာဘုရားမြတ်စွာဘုရားသာပရိဝရကဒါနိနာတထာဂတောပုရိဘဝေသက္ကေနင်ဂိတပါဒောသပရိဝါရောသဒန္တမိယောတထာဂတောအကျဉ်မြတ်စွာဘုရားသည်ပုရိဘဝေဘဝများစွာရှေးရှေးအခါ၌သပရိဝရကဒါနိနာဆရာမချမ်းအချမ်းရန်နှင့်တကွပြုအပ်ခဲ့သောအလူဒါနကြောင့်စက္ကေနာတရားရှိခွဲခြေတော်ဆက်ဖြင့်အင်္ဂိတာပါဒောသအမတ်တစိခဏိအပ်သောခြေတော်ရှိသည်၎င်းပရိဝါရောသမြမလူနှင့်ပရိသတ်တို့မပြတ်မှန်အချမ်းအယံရှိသည်၎င်းဟောဒီအကြောင်းအလိုက်အကျိုးဆက်၍တိုင်မြိုက်ထင်ပေါ်ဖြစ်ထွန်းတော်မူပါပေ၏တံတထာဂတံသက္ကေနင်ဂိတပါဒတာခောလက္ခဏာတော်နှင့်ပြည့်စုံတော်မူသောထိုမြတ်စွာဘုရားရှင်ကိုအဟံခြေတော်ရာကိုဆွဲမြဲထုံ၍ယုံကြည်ပေညာဖရာတပည့်တော်သည်နမေနမာမိယုံကြည်မြတ်တို့လက်ဆုံမိုး၍ရှေခိုးကြောပါ၏အရှင်ဖရာဣမိနာပုံညေနာဤသို့လည်းရင်ဖရာရှင်၏သာဇီဝဗဒ္ဒစေတီပရိဘောဂဗဒ္ဒစေတီဥဒိတကဗဒ္ဒစေတီအားဖြင့်ဗုဒ္ဓခြေတော်ရာဗဒ္ဒစေတီသုံးမျိုးတို့ကိုကောင်းစွာယခုရှေခိုးမှုပြုရသောပဏာမစေတနာကုသိုလ်မင်္ဂလာကြောင့်ပဋ္ဌိတံသမိဇ္ဇတုဤနှစ်အချိန်မှာအစပြု၍ဗဂတိခยีဘဝခยีတန္တရာခยีတို့သို့တွာလာရာတွင်ဘေးရန်စင်လျက်ကုသိုလ်ဆန္ဒဟူသမျှတို့ပြေဝပါစေတောင်းစုချွေ၏မသွေအမှန်မဲ့ဖို့ဉာဏ်ဖြင့်ဘေးရန်ကင်းညာနိဗ္ဗာန်တရားကိုမျက်မှောက်ပြုရန်တောင်းစုပန်သည်ဧကံမုတ်ချပြည့်စေသောသာဓုသာဓုသာဓု